COVID-19 စပြီးဖြစ်လာခဲ့တဲ့လူတွေများများကကျန်းမာရေးပြဿနာတွေနောက်တစ်ခုကစီးပွားရေးပြဿနာတွေနဲ့ကြုံတွေ့လာခဲ့။ချင်းတော်တော်ကြောင့် stay အောင်ဆိုတဲ့အကြောင်းအရာတော်တော်လေးကိုနာမည်ကြီးသွားပြီးတော့အဲ့ဒီအရာတွေကကျွန်တော်တို့ရဲ့လုပ်ရက်တွေကိုရင်းရထပ်ပို့ပြီးတော့ပြောင်းလဲစေခဲ့။နောက်တစ်ခုကဘာလဲဆိုတော့ internet ဆိုတဲ့အရာကိုလည်းကျွန်တော်တို့လူတွေတော်တော်များများကအရင်ကထပ်ပို့ပြီးတော့အသုံးပြုလာတယ်။အဲ့ဒီချိန်တုန်းကကမ္ဘာတော်မှာရှိတဲ့လူတော်တော်များများက YouTube ဆိုတဲ့ platform ပေါ်မှာခြေဆက်လာကြတယ်။ဒါမှမဟုတ် YouTuber တွေအရင်ကတည်းကပို့ပြီးတော့များလာတယ်တိုးလာတယ် stay အောင်ဆိုတော့ Facebook တွေ YouTube TikTok Instagram စတဲ့ application တွေတော်တော်များများလူတွေကအသုံးပြုလာတယ်။ဘာအတွက်အသုံးပြုလာလဲဆိုတော့ entertainment အတွက်အသုံးပြုတာကြာများတယ်။အမောက်စီဝါဆိုစတဲ့ဒီ game တွေတော်တော်များများလူကြိုက်များခဲ့ပြီးနာမည်ကြီးခဲ့တဲ့ game တွေလည်းဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့2024ရောက်မှာ NASA ကအာကာသတစ်ကိုသွားခဲ့တဲ့ mission လည်းအောင်မြင်ခဲ့တယ်။နောက်ပြီးတော့ DeepSeek ဆိုတဲ့ဒီ application ကလည်းလူတွေရဲ့အကြိုက်ကိုတွေ့ခဲ့တယ်။ဒါပေမဲ့ချက်ကြည့်ပြီးနေတဲ့အပြိုင်ဆိုင်တွေဖြစ်ခဲ့တယ်။အဲ့တော့ကျွန်တော်ပြောချင်တာကအခုဒီဗီဒီယိုကြည့်တဲ့သူတတိထားကြည့်ပါ။ကျွန်တော်ရဲ့ kit တွေနောက်ပြီးတော့ technology တွေကနေရာနေပါအချိန်တိုင်းပြောင်းလဲနေတယ်။ဒီနေ့2025မှာထိုင်းနိုင်ငံဒီလိုမျိုးစက်ရုပ်တွေကိုလမ်းပေါ်မှာချပြတဲ့အထိကိုရောက်သွားပြီ။ဒီတော့အနည်းဆုံးကတော့ကျွန်တော်အနေနဲ့ပြောချင်တာကဒါ technology နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးလေးလာထားတဲ့တယ်လို့ကျွန်တော်ပြောချင်ပါတယ်။နောက်ပြီးတော့ business နဲ့ပတ်သက်ပြီးတော့လည်းဒါ social media နဲ့အလုပ်လုပ်နေကြတယ်။ marketing နဲ့ပတ်သက်ပြီးတော့လည်းဒီ social media ပေါ်မှာပဲအလုပ်လုပ်နေကြတယ်။ခုမှဖုန်းနဲ့ internet ရှိုံနဲ့ဒီလေးလာစရာတွေတင်စရာတွေနောက်ကစီးပွားရေးလုပ်စရာတွေလုပ်ငန်းစားစရာတွေအများကြီးရှိလာတယ်။အရင်တော့ကျွန်တော်အခွင့်အရေးတွေခွန်တန်းတွေကိုလိုက်ရှာနေကြမလို့တော့ပါဘူး။ online ပေါ်မှာကျွန်တော်တို့ခွင့်ရည်အများကြီးရှိပါတယ်။ကိုယ့်ဘာကိုလေ့လာခြင်းနဲ့နောက်ပြီးတော့ကိုယ့်ဘာကိုစိတ်ဝင်စားတယ်ဒါတွေကို separate မှာပဲရှာလိုက်အောင်ပါပဲ။ပြီးတော့ကိုယ့်ရဲ့ဝါနာကိုရှာပါလေ့လာပါအသုံးချပါတခြားသူတွေကိုလည်း share လုပ်ပါလိုပဲဖြစ်ဖြစ်နောက်ကောက်ခြင်းပဲပေါ်အရေးကြီးပါတယ်။ဆိုတော့ဒီဗီဒီယိုကတော့ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။နောက်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့ကျွန်တော်တောင်းဆိုပါပါတယ်။